manifestation ပြန်တဲတွေကောက်ထည့်လိုက်ရ Hello အခုရီကဒီ Naruto version 1 Black Box လေးဖောက်ပြမှာပေါ့နော်ဒီ Naruto ထဲမှာယူရီဟိုးအရင်ကတည်းကကြိုက်တာပေါ့နော် Sasuke ကြိုက်တယ် Itachi အရင်ကြိုက်တယ်အဲ့တော့လိုချင်တာ Itachi လိုချင်တယ်ဒါပေမဲ့ဒီထဲမှာလှတာကတော့ Itachi ရယ်Naruto ရယ်ခါတာရယ်နည်းနည်းတော့လောဘကြီးကွာ Itachi ရယ် Naruto ရယ်ခါတာအကြရောယူလို့မကြိုက်ဘူး Sasuke ကတော့ကဲတော့ဂါလာပေါက်ရင်တော့ဒီတဲရင်နဲ့အကောင်းဆုံးပေါ့နော်ဒါပေမဲ့နောက်တော့လည်းအရင်ပေါက်ကျင်တယ်နောက်တော့လည်းကျတယ်တာချီရသိကြတယ်ဟောချင်တယ်ကဲဘယ်ကောင်ပေါက်လဲကြည့်ရအောင်နည်းနည်း manifestation ပြန်တဲတွေကောက်ထည့်လိုက်ရကြည့်တယ်ကြည့်တယ်3 2 1လောကတဲပြေမှာဂါရာပေါက်သွား Oh my god Oh my god အရင်ချစ်ဖို့ကောင်းနေကက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 ကလက်ကီးကာလာလေးအဲ့ကြောင့်ကိုလို့နောက်ခါကျရင်ပင်လေတတဝါလို့ကြည့်လို့ရှိရင်ပင်လေနားမှာသွားဖောက်ကြတဲနဲ့ပတ်သက်လို့ရှိရင်တဲနားမှာလာဖောက်ကြနော်ဒါပဲပြောလိုက်ရှင်တယ်ဒီကတော့အခုခါပါပါပြီဒီနောက်တော့ blind box လေးတွေကို Yuri collection မှာဆိုင်ဝဲသုံးခုလုံးမှာကိုယ်တိုင်ကြိုက်လာလို့ရပါတယ်ရှင့်ဒီရဲ့ဆိုင်ဝဲသုံးခုကတော့ Zenith City ရဲ့ရရှိမော်တီရဲ့စမ်းချောင်းကြံခင်းနဲ့ဖြစ်ပါတယ်အားလုံးပဲ